charity ထားတဲ့ video အောက်မှာဒီအကိုကဘလို့လာမှတ်တာလဲဆိုတော့သူများကလေတဲကအိတ်လေးဆောက်ခဲ့ကြတာအမကရေထဲမှာအိတ်ဆောက်လိုက်ပါလားတဲ့တကူတက6တဲ့သွားစရာမလိုတော့ဘူးလေနော်တဲ့ charity လည်းရေချောင်းနားမှာအိတ်ဆောက်ချစ်တာပေါ့ဒါပေမဲ့ဆောက်လို့မရတာအခုကကြတော့ဆောက်လို့မရသေးပါဘူးဒါပေမဲ့နောက်ဆိုရင်တော့ပြောမတတ်သေးဘူးပေါ့နော်ဒီနေ့လဲ charity ကနိုင်ယူဝက်လောက်သွားရတဲ့ရင်ချောင်းကိုသွားပြန်ပါပြီရှိ charity တို့ရဲ့တငယ်ကြီးရဲ့အိတ်ဘေးနာကရေချောင်းလေးပဲဖြစ်ပါတယ် charity တို့ရဲ့တငယ်ကြီးကလည်းသူငရုတ်တီးထောက်ပြီးတော့ပေါ့နော် charity တို့ကိုစောင့်နေတာငရုတ်တီးထောက်ကြော်စားမှာပေါ့နော်အယူဆုံးငရုတ်တီးကိုဝက်တချေရဲ့ပြီးရင်ငပီးနဲ့အယူဆုံးထောက်ပြီးမှကြော်တာပေါ့နော်သူကြော်စားတဲ့ငရုတ်တီးထောက်ဆိုရင်လေအရန်နမဆက်တာအရေတခါတော့စားတာလဲအရက်ဆက်တယ်အခုတခါလဲအရက်ဆက်တာငရုတ်တီးထောက်ကိုကြော်လို့ပြီးတာနဲ့ charity တို့ကရေချောင်းနားမှာထမေးသွားစားကြမှာဖြစ်ပါတယ် charity တို့ရေချောင်းတစ်ဖက်ကိုကူးမလို့ပေါ့နော် charity ရဲ့တငယ်ကြီးကခြေတော့မဆိုချဘူးအဲ့ဒါကြောင့်မလို့ charity ကသူ့ကိုခြီလိုက်တာပေါ့နော်သူ့ကိုခြီတာတော့သူ့ရဲ့ခါတာကိုကတော့ပေါ့လေးပဲဒါမဲ့တကယ်လို့ charity ကိုခြီရမယ်ဆိုတော့သူရှိနေပါမလားမသိဘူးပြီးရတော့ charity တို့ထမင်းမစားခင်လေးတိုးစရာအရေးသွားရှာကြမှာဖြစ်ပါတယ်ကကောင်းညောအရွက်ပေါ့နော် charity တို့သွားခူးကြမှာဖြစ်ပါတယ်အရေးတော့ကဆိုရင် charity ကကောင်းညောအရွက်ဆိုရင်တိတ်ပြီးတော့မကြိုက်စားမှုပေါ့နော်အခုကကြတော့တကယ်လို့အချစ်ပဲဆိုရင်လေးပိုးပြီးတော့ကြိုက်တာအခုတလော charity ရဲ့ပါဆက်ကအနာဖြစ်နေတာပေါ့နော်ပါဆက်အထဲမှာအနာတွေဖြစ်နေတဲ့အခါကျတော့လေတကယ်လို့အဆက်တွေစားရည်လေအရန်နမဆက်တာဆက်လို့မျက်ရည်ကြရတဲ့အထီကိုဖြစ်တာပေါ့နော်ဒီလိုမျိုးခံစားချက်ခံစားဖို့တဲ့သူတွေဆိုရင်အတိဆုံးပဲပြီးရင် charity ရဲ့ကောင်လေးနဲ့ charity ရဲ့တငယ်ကြီးတို့ကသူတို့ဒီကောက်ညွန့်အရွက်နဲ့တော့စားကြတာပေါ့နော်စားကောင်းနေကြရောအခုတလောကရာတီဥတို့အရင်နဲ့မှပူတာပေါ့နော်မနိုင်တော့ဘူးအဲ့ဒါကြောင့်မလို့ရေဆေးကူးကြမယ်ပြီးတော့ charity တို့ရဲ့တငယ်ကြီးတို့ကကြတော့မီးမွေးပြီးတော့ဝက်ဦးချောက်ကိုကြေစားကြမှာဖြစ်ပါတယ်ပြီးရင် charity ရင်ငုတ်ပြီးတော့ကြည့်တာဒီခရုတွေကိုတွေ့တယ်ပေါ့နော်ဒီခရုတွေကို charity တို့ကမီးဖုတ်ပြီးတော့စားကြမှာဖြစ်ပါတယ်ဒီခရုတွေကိုကြိုက်စားတဲ့သူတွေရှိကြလားပြီးရင်ရောဘလို့လောက်စားကြတာလဲအကုန်လုံးကြက်ပြီးဆိုတော့ charity တို့ကထမေးစားပါတော့မယ်။ဘာနဲ့စားတာလဲဆိုတော့ငပိထောက်ကိုကြော်တာရဲ့ပြီးရင်ဝက်ဦးချောင်းရဲ့ပြီးရင်တုတ်ဆရာဖြစ်တဲ့ရေတဖန်းသီးလို့ခေါ်တာလားပြီးရတော့ကကညွန့်အရွက်ဖြစ်ပါတယ်ဒီတစ်ခါ charity ရဲ့တငယ်ကြီးကြော်ထားတဲ့ငရုတ်သီးထောက်ကလည်းလေအရဲနမဆက်တာပေါ့နော်စားပြီးတော့လက်လဲအကုန်ဆက်ငပိထောက်တော့ကကြတော့သူ့ကိုပြောပါတယ်ငပိနဲနေတယ်ပေါ့နော်တကယ်လို့ငပိများသွားရင်ငန်သွားမှကြောက်လို့တဲ့အဲ့ဒါသူငပိနည်းနည်းထည့်ပြီးတော့တကယ်လို့ပြန်လာစားတဲ့အချိန်ကျတော့လေအရဲဆက်လက်ပါအကုန်ဆက်ထမေးစားပြီနော်အလဝဲထမေးလာစားကြပါအောင်ရှင်အဆက်စားနိုင်တယ်ဆိုရင်တော့ charity တို့နဲ့လာစားလို့ရပါတယ်ပြီးရတော့ရေတဖန်တီးနဲ့ပေါ့နော်အလဝဲcomment မှာလာပြောကြတယ်ပေါ့နော်ရေတဖန်တီးကိုချစ်ဖက်လုပ်တယ်ဆိုရင်အရဲစားလို့ကောင်းတယ်ပေါ့နော် charity စားဘူးပါပြီအချစ်ပဲဆိုရင်အစိတ်ထက်ပို့ပြီးတော့စားလို့ကောင်းတယ်ပေါ့နော်အစိတ်ကကြတော့လေယူပဲဘာအရသာမှမရှိဘူးကြွလေးနဲ့ပဲယူလေးပဲပေါ့နော်